အားလုံးပဲမင်္ဂလာပါတောင်းတောင်းကြီးမချိုးဆိုပါတယ်ဒေါ်လာဈေးတွေတက်တယ်ပြုဖေဖော်ဝါရီလ17ရက်2016ခုနှစ်အတွက်နိုင်ငံခြားငွေပြပပေါက်ဈေးတွေကိုကြည့်ရအောင်အမေရိကန်ဒေါ်လာငွေဈေး3885ရောင်းဈေး3985ယူရိုငွေဈေး4615ရောင်းဈေး4945စင်ကာပူဒေါ်လာငွေဈေး3090ရောင်းဈေး3150ထိုင်းဘတ်ငွေဈေး135ရောင်းဈေး138.1မလေးရှားရေငွေဈေး989ရောင်းဈေး1015ဂျပန်ယန်ငွေဈေး14.9ရောင်းဈေး15.9တရုတ်ယွမ်ငွေဈေး960ရောင်းဈေး986ကိုရီးယားငွေဈေး1.6ရောင်းဈေး1.9ဒီဒေပါငွေဈေး9335ရောင်းဈေး9455ဩစတြေးလျဒေါ်လာငွေဈေး1954ရောင်းဈေး1830အမေရိကန်ဒေါ်လာငွေဈေး1868ရောင်းဈေး1940ထိုင်ဝမ်ဒေါ်လာငွေဈေး130ရောင်းဈေး116 UAE ငွေဈေး1058ရောင်းဈေး1085အိန္ဒိယ UP ငွေဈေး41.8ရောင်းဈေး43.9တိဟောင်ကောင်ဒေါ်လာငွေဈေး499ရောင်းဈေး930မကာအိုပါတာကငွေဈေး480ရောင်းဈေး494ရွှေဈေးငွေဈေးဒေါ်လာဈေးတွေကိုနေ့သိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကိုကြည့်ပါဦးဒေါ်လာဈေးပတ်ဈေးတွေမနေ့ပြန်တက်မလားကြမလားမှတ်ခမ်းမှန်းခဲ့ကြပါဦးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရသတင်းတွေအတွက်ကျွန်တော်တို့ရဲ့ Telegram channel နဲ့ website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲတာယာချမ်းမြေတဲ့နေရက်တွေကိုပိုင်ဆိုင်ကြပါစေ